ဒီဗီဒီယိုလေးမှာတော့နာမည်ကြီးလူကြိုက်များတဲ့စကင်တွေအများကြီးပါဝင်လာတဲ့ Fanny လေးချက် event မှာ point 1800ရတဲ့လေးချက်စကင်တစ်ကောင်ရအောင်တတ်တာဆုံးဖောက်နှင်းလေးကိုပြောပြပေးသွားမှာပါပထမဆုံး event လာတဲ့ match 8ရက်နေ့မှာ one weekly pass ဒါမှမဟုတ် diamond 100အပြင် diamond 17လုံးဖြည့်ရပါမယ်အဲ့ဒီကဒီ event လေးကနေ free token တကယ်ရပြီးဒီ event လေးမှာ diamond 10လုံးနဲ့ diamond 49လုံးနဲ့ token 2ကပ်ဝယ်ပြီး3ချိန်လှည့်ပါမယ်ပြီးနောက် 50% တော့ daily one draw တစ်ချိန်လှည့်လိုက်ရင်4ချိန်လှည့်ပြီးဖြစ်ပြီး diamond 2လုံးပဲကျန်ပါမယ်မတ်လ9ရက်နေ့မှာလည်း one weekly pass ဒါမှမဟုတ် diamond 100ဖြည့်ပြီးဒီ event လေးမှာ free token တကပ်ယူပါမယ်ပြီးနောက် 50% တော့ daily one draw တစ်ချိန်လှည့်လိုက်ရင် diamond 52လုံးကျန်ပါမယ်မတ်လ10ရက်နေ့မှာလည်း one weekly pass ဒါမှမဟုတ် diamond 100ဖြည့်ပြီးဒီ event လေးမှာပဲ free token တကပ်ယူပါမယ်ပြီးနောက် 50% တော့ daily one draw တစ်ချိန်လှည့်ပါမယ်မတ်လ17ရက်နေ့မှာ one weekly pass ဒါမှမဟုတ် diamond 100ဖြည့်ပြီးဒီ event လေးမှာ diamond 89လုံးနဲ့ free token တကပ်ဝယ်ပြီးတစ်ချိန်လှည့်ပါမယ်ပြီးနောက် 50% တော့ daily one draw တစ်ချိန်လှည့်လိုက်ရင်စုစုပေါင်း10ချိန်လှည့်ပြီးဖြစ်သွားမှာပါမတ်လ12ရက်နေ့မှာတော့ diamond 100ဖြည့်ပြီး9ရက်ပြည့်သွားပြီမို့ဒီ event လေးကနေ free token တကပ်ယူပါမယ်ဒါ့အပြင်ဒီ event လေးကနေလည်း diamond 89လုံးနဲ့ free token တကပ်ဝယ်ပြီးလှည့်ပါမယ်ပြီးနောက် 50% တော့ daily one draw တစ်ချိန်လှည့်လိုက်ရင်အဲ့ဒီအတွက်3ချိန်လှည့်ပြီးဖြစ်ပြီးစုစုပေါင်း73ချိန်လှည့်ပြီးဖြစ်သွားမှာပါမတ်လ13ရက်နေ့ phrase 1လာတဲ့အခါမှာတော့ဘာတိုကင်မှမထုတ်သေးပဲ diamond 800အရင်ဖြည့်ပေးရပါမယ်အဲနောက် 50% တော့ daily one draw တစ်ချိန်လှည့်ပေးရုံပါမတ်လ14ရက်နေ့မှာလည်း diamond 100ဖြည့်ပြီး 50% တော့ daily one draw တစ်ချိန်လှည့်ပေးပါမတ်လ15ရက်နေ့မှာတော့ diamond 100အရင်ဖြည့်ပြီးဒီ event လေးကနေ free token 2ကပ်ယူပြီးလှည့်ပေးပါပြီးနောက် 50% တော့ daily one draw တစ်ချိန်လှည့်ပေးပါမတ်လ16ရက်နေ့ရောက်တဲ့အခါမှာလည်း 50% တော့ daily one draw တစ်ချိန်လှည့်ပေးရပါမယ်မတ်လ18ရက်နေ့မှာတော့ promo diamond နဲ့စသုံးလို့ရပြီမို့ promo diamond နဲ့ diamond တွဲပြီး22ချိန်လှည့်ပေးပါအဲ့နောက် diamond 900အသုံးလည်းပြီးသွားပြီမို့ free token 18ကတ်လုံးထုတ်ပြီးအပို2ချိန်စာ diamond 100 site ကအချိန်20လှည့်လိုက်ပါမယ်အဲ့နောက် 50% တော့ daily one draw တစ်ချိန်လှည့်လိုက်တဲ့အခါအဲ့နေ့မှာပဲ42ချိန်လှည့်ပြီးဖြစ်ပြီးစုစုပေါင်း61ချိန်လှည့်ပြီးဖြစ်နေမှာပါအဲ့နောက်မတ်လ18ရက်နေ့နဲ့19ရက်နေ့မှာလည်း 50% တော့ daily one draw တစ်ချိန်စီလှည့်သွားပေးပါမတ်လ20ရက်နေ့ phrase 2ရောက်လာတဲ့အခါမှာတော့ဘာတိုကင်မှမထုတ်သေးပဲ diamond 900အရင်ဖြည့်ပေးပါအဲ့နောက် first stand draw လှည့်ပြီးမှ free token တွေအကုန်ထုတ်ပြီး phrase 1နှုန်းကအတိုင်း free token 18ကတ်ရလာတဲ့အခါ2ချိန်စာ diamond 100ထပ်ဆိုင်ပြီးအချိန်20လှည့်ပေးပါပြီးမှထုံးစံအတိုင်း 50% တော့ daily one draw တစ်ချိန်လှည့်ပါမယ်ဒါဆိုကိုလူတို့ကအဲ့ဒီနေ့မှာ31ချိန်လှည့်ပြီးဖြစ်ပြီးစုစုပေါင်း64ချိန်လှည့်ပြီးဖြစ်နေမှာပါအဲ့နောက် match လ21ရက်နေ့ကနေ match လ24ရက်နေ့အထိ 50% တော့ daily one draw တစ်ချိန်စီလှည့်သွားတဲ့အခါ match လ25ရက်နေ့မှာထပ်လှည့်စရာ diamond မရှိတော့ပါဘူးအဲဒါကြောင့် diamond 916လုံးဖြည့်ပြီး match လ25ရက်နေ့ကနေ event ပြီးတဲ့ April 17ရက်နေ့အထိ 50% တော့ daily one draw တစ်ချိန်စီလှည့်သွားလိုက်ရင်ကိုလူတွေလိုချင်တဲ့ point 1600လည်းပြည့်ပါပြီအဲ့နေရာမှာ diamond လက်ကျန်916လုံးရှိတဲ့ body တို့အတွက်ကတော့ diamond ထပ်ဖြည့်စရာမလိုတော့ပါဘူးကဲအားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်အဆင်မပြေသေးတဲ့သူတွေအတွက်လည်းအာမနာတဲ့ CV မှာလာအောင်မေးမြန်းနိုင်ပါတယ်လိုချင်တဲ့လီကျန်စကင်ကိုအချိန်နည်းနည်းနဲ့မြန်မြန်ရကြပါစေလို့ဆုတောင်းပေးရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်